တသားတို့မိမိတို့ရေအခုမြင်နေရတဲ့တစ်ပင်ကြီးရဲ့မျက်နှာကိုကြည့်လိုက်ပါအောင်သူဘာဖြစ်လို့ဒီလောက်တောင်ဝမ်းနေနေရတာလဲသိကြလားယင်အေးဆရာမကတသားတို့မိမိတို့ဒီတစ်ပင်ကြီးရဲ့ငိုရှိုက်တန်တဲ့အတူပျောက်ဆုံးသွားတဲ့လေးပြေးအေးလေးတွေအကြောင်းပြောပြမယ်နော်ဟိုးရှိရှိကတောင်တန်းတွေပတ်ဝိုင်းနေတဲ့မြို့လေးတစ်မြို့ရှိတယ်အဲ့ဒီမြို့မှာအရန်မြင့်တဲ့ထင်းရှူးပင်ကြီးတွေအများကြီးရှိတာပေါ့ထူးခြားတာကအဲ့ဒီတစ်ပင်ကြီးတွေကစကားပြောတတ်တယ်လေလူတွေကတော့မကြားရပေမဲ့ကလေးလေးတွေကတော့တိကျနားထောင်ရင်ကြားရတယ်တစ်ပင်ကြီးတွေကရှူးရှူးလို့မြည်ပြီးတပင်နဲ့တပင်နှုတ်ဆက်ကြတယ်တနေ့တော့ငါတို့စီမှာငှက်ကလေးတွေအများကြီးလာနာကြတယ်နော်လို့ပြောပြီးပျော်နေကြတာပေါ့သူတို့မျိုးလေးကိုအေးမြတဲ့လေကောင်းလေတန်းရအောင်အမြဲတမ်းဆောက်ရှောက်ပေးနေကြတာပေါ့ရှင်ဒါပေမဲ့တနေ့မှာတော့အဲ့ဒီမျိုးလေးကိုငွေတွေအများကြီးရှိတဲ့လူအုပ်ကြီးတအုပ်ရောက်လာတယ်ပြီးတော့တစ်ပင်ကြီးတွေရှိနေလို့ငါတို့တိုက်ကြီးတွေစောက်လို့မရဘူးအကုန်ခုတ်ပစ်ကြဆိုလို့ပြောတာပေါ့တစ်ပင်ကြီးတွေခမအရန်ကြောက်သွားကြတာပေါ့ကွယ်တစ်ပင်အဖိုးကြီးကလည်းငါတို့မခုတ်ကြပါနဲ့ငါတို့မရှိရင်မင်းတို့မျိုးလေးပူလောင်လာလိမ့်မယ်တရိတ်ဆန်လေးတွေလည်းနေစရာပြောက်ကုန်လိမ့်မယ်လို့အစွမ်းကုန်တောင်းပန်ရှာပေမဲ့လူတွေကတော့မကြားကြဘူးလေဆက်လွှာကြီးတွေနဲ့ဝုံဝုံဒိုင်းဒိုင်းနဲ့တစ်ပင်ကြီးတွေကိုလှဲချလိုက်ကြတာပေါ့တပင်ပြီးတပင်မြေပေါ်မှာလဲကျကုန်ကြပါလေရောတစ်ပင်ကြီးတွေမရှိတော့တဲ့အခါမြို့ကလေးကရုတ်တရက်ပြောင်းလဲသွားတယ်အရင်ကလိုအေးမြတဲ့လေပြေလေးတွေမလာတော့ပဲနေမင်းကြီးကအရန်ပူလာတယ်ငှက်ကလေးတွေလည်းနေစရာမရှိတော့လို့တခြားမြို့ကိုပြန်သွားကြပါပြီမိုးတဲတဲတထန်ရွာတဲ့နေ့တစ်နေ့မှာတော့အရင်ကတစ်ပင်ကြီးတွေကမြေကြီးကိုမြင့်မြင့်ကင်ထားခဲ့ပေမဲ့အခုတော့တစ်ပင်ကြီးတွေမရှိတော့မြေကြီးတွေကပြိုကျပါလေရောလမ်းတွေလည်းပိတ်အိမ်တွေလည်းရေတွေကြီးကုန်တာပေါ့လူတွေကတော့ဘာဖြစ်လို့ဒီလိုဖြစ်နေရတာလဲဆိုပြီးအော်ဟစ်နေကြပေမဲ့တစ်ပင်အဖိုးအိုကြီးရဲ့သတိပေးစကားကိုတော့ဘယ်သူမှသတိမရခဲ့ကြဘူးလေအဲ့ဒီအချိန်မှာဆရာမတို့ရဲ့တတမီမီလေးတွေကတစ်ပင်ကြီးတွေရဲ့ငိုရှိုက်တန်ကိုကြားသွားကြတယ်လေကလေးလေးတွေကလက်ထဲမှာတစ်ပင်ပေါက်လေးတွေတပင်စီကင်လာကြပြီးမိမိတို့တတတို့တစ်ပင်လေးတွေပြန်ဆိုင်မယ်ဆရာမမြို့လေးကိုပြန်ပြီးကဲတင်မယ်လို့ပြောကြတာပေါ့ကလေးလေးတွေဆိုက်လိုက်တဲ့တစ်ပင်လေးတွေကတဖြည်းဖြည်းကြီးလာတော့မှမြို့ကလေးဟာပြန်ပြီးအေးစမ်းလာခဲ့ပါတယ်ရှင်ကဲတတတို့မိမိတို့ရေဒီပုံမြင်လေးကနေဘာသိရလဲဆိုတော့တစ်ပင်တွေဆိုတာငါတို့မြို့လေးကိုစောင့်ရှောက်ပေးနေတဲ့တက်ရှိလူသားတွေလိုပါပဲသူတို့ကိုခုတ်ရင်ငါတို့ပဲဒုက္ခရောက်မှာပေါ့ဒါကြောင့်တစ်ပင်လေးတွေကိုချစ်ကြပါကိုယ့်အိမ်မှာလည်းတစ်ပင်လေးတွေတပင်စီစိုက်ကြပါနော်